စိတ်ဖြီးစည်းမှုတွေရမ်းများနေတဲ့ကျွန်တော်မိတ်ဆွေတွေအတွက်ဒီအချက်၃ချက်ကိုလိုက်နာပြီးတော့ကျင့်သုံးကြည့်ပါပထမဦးဆုံးနံပါတ်1 4စက္ကန့်9စက္ကန့်10စက္ကန့်အသက်ရှူခြင်းကိုလိုက်နာပြီးပါပထမ4စက္ကန့်မှာကျွန်တော်တို့အသက်ကိုပြင်းပြင်းလေးရှူနေတာ9စက္ကန့်လောက်ကိုကျွန်တော်တို့လေကိုပြတ်မထုတ်ဖ ೇನೆ ထိမ့်သိမ်းထားမယ်10စက္ကန့်လောက်မှာကျွန်တော်လေကိုဖြည်းဖြည်းချင်းပြန်ပြီးတော့မုတ်ထုတ်လိုက်မယ်နံပါတ်2အချက်ပတ်ဝန်းကျင်ပြောင်းပါလေကောင်းလေတန်းရတဲ့နေရာမျိုးမှာပတ်ဝန်းကျင်မျိုးမှာကျွန်တော်တို့လမ်းလျှောက်ခြင်းနေကျွန်တော်တို့အသက်ရှူလေ့ကျင့်ခန်းတွေကိုကျွန်တော်လုပ်တင်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ရေများများတောက်ပေးပါရေများများတောက်ပေးခြင်းကကျွန်တော်တို့လိုအပ်နေတဲ့ရေဓာတ်တွေကိုဖူလုံမှုတွေရရှိပြီးတော့စိတ်ဖြီးစည်းမှုတွေကိုလည်းရောချပေးမှာမှန်ပါတယ်ဒီဗီဒီယိုဖိုင်လေးကမိတ်ဆွေတို့အတွက်အသုံးဝင်နိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ် like လုပ်ကြည့်ပါကျေးဇူးအများကြီးတင်ပါတယ်ဗျ